ဒီနေ့ကတော့ကိုရီးယားစာရဲ့အခြေခံအဖြစ်ရဲ့အကြောင်းကိုအသေးစိတ်ပြောပြပေးပါမယ်။အဲ့တော့ကိုရီးယားစာမှာအဖြစ်19လုံးရဲ့တရ20လုံးရဲ့ဆိုပြီးတော့ကိုရီးယားအခရာပေါ့နော်အလုံး40ရှိပါတယ်။အလုံး40ရှိတဲ့အထဲမှာဒီနေ့ကိုရီးယားစာဖြစ်19လုံးရဲ့အကြောင်းကိုပြောပြပေးပါမယ်။အဲ့တော့ပြီး19လုံးမှာထပ်ပြီးတော့မွေးပြီး14လုံးရဲ့ပေါင်းစပ်ပြီး5လုံးရဲ့ဆိုပြီးတော့ထပ်ကွဲထားပါတယ်။အခုပထမဆုံးကမွေးပြီး14လုံးရဲ့အကြောင်းကိုပြောပြမှာဖြစ်ပါတယ်။အဲ့တော့ဒီမှာမွေးပြီး14လုံးရဲ့အကြောင်းကိုမပြောခင်ကိုရီးယားစာပေါ့နော်ဘယ်လိုရေးရမလဲဆိုတာလေးကိုတစ်ချက်ပြောပြမယ်။ကိုရီးယားစာကိုရေးတဲ့အခါမှာဘယ်ကနေညာဘယ်နဲ့ညာပေါ့နော်ဘယ်နဲ့ညာအပေါ်နဲ့အောက်ဒါမျိုးလေးရေးပြရပါတယ်အဲ့တော့ဒီညာဘက်ကနေဘယ်ဘက်ကိုပြန်ရေးတာမျိုးပေါ့နော်ပြီးတော့အောက်ကနေအပေါ်ဒါမျိုးဆွဲရေးတာမျိုးလုံးလို့မရဘူးပေါ့နော်အဲ့တော့သူရဲ့နီးစနစ်အရာဆိုရင်ဘယ်နဲ့ညာအပေါ်နဲ့အောက်ဒီပုံစံလေးရေးပြရပါမယ်အဲ့ဒါဆိုရင်ကိုရီးယားအဖြစ်တွေကိုကြည့်အောင်နော်အဲ့တော့ပထမဆုံးဖြာအခါလို့အတန်းထွက်ပါတယ်အခါပေါ့နော်ဒီဘက်ကတော့သူ့ရဲ့နာမည်ပေါ့အဲ့ဒီနာမည်ကိုကြက်ဖို့မလိုဘူးဒီဘက်ကအတန်းတော့ကိုပဲကြက်ပဲပေါ့နော်အဲ့မြန်မာစာမှာဆိုရင်လည်းပဲအဲ့ဒါပေါ့နော်အဲ့ဒါဆိုရင်သူကကာကြီးပေါ့အဲ့ကာကြီးဆိုတော့သူ့ရဲ့နာမည်ပေါ့နော်အဲ့သူ့အတန်းတော့ကတော့ကာလို့အတန်းထွက်တယ်ပေါ့အဲ့တော့ဒီကာကြီးဆိုတာထက်ဆိုင်ကာဆိုတာကပို့ပြီးတော့အဲ့လွယ်ကူတယ်ပေါ့နော်အဲ့လိုပဲဒီမှာလည်းပဲကီယောလို့ကြက်ထားတဲ့ဆိုင်ခါလို့ကြက်တာပို့ပြီးတော့အမှတ်မိစေတယ်ပေါ့နော်ပို့ပြီးတော့လွယ်ကူတယ်အဲ့တော့ဒီအတန်းထွက်တိုင်းပဲသွားကြအောင်ပေါ့နော်နောက်ကနာမည်ကိုမကြက်တော့ဘူးပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီပထမဆုံးပြီးဖြစ်တဲ့ခါကိုဘယ်လိုရေးကြမလဲကြည့်အောင်နော်အဲ့တော့သူကဒီခါကိုရေးတဲ့ခါမှာစုပ်ချက်တစ်ချက်ထဲရေးပါမယ်ဘယ်ညာပေါ်အောင်ပေါ့နော်အဲ့တော့ဘယ်ညာပေါ်အောင်ဘယ်ညာပေါ်အောင်ဒီပုံစံလေးရေးပြမယ်ပေါ့နော်ဒီညာမှာဘယ်နဲ့ညာကိုဆွဲတယ်ပြီးရင်ပေါ်နဲ့အောက်ကိုဆွဲမယ်အဲ့လိုမျိုးနှစ်ချက်ဆွဲလို့မရဘူးပေါ့နော်သူကတစ်ချက်တည်းဆွဲရမယ်ဘယ်ညာပေါ်အောက်နောက်တစ်ခုကကြတော့အနာပေါ့နော်အနာကကြလဲနာကိုရေးတဲ့ခါမှာခုနခါလိုပဲစုပ်ချက်တစ်ချက်ထဲနဲ့ရအောင်ရေးမယ်ပေါ့နော်စုပ်ချက်တစ်ချက်ထဲရေးမယ်ပေါ်အောက်ဘယ်ညာဒါမျိုးလေးပေါ့နော်ပေါ်အောက်ဘယ်ညာဒါနာပေါ့နောက်တစ်ခုကကြတော့ဒါကကြတော့စုပ်ချက်နှစ်ချက်ရေးပြရမယ်ဘယ်ညာပေါ်အောက်ဘယ်ညာဘယ်ညာပေါ်အောက်ဘယ်ညာအဲ့တော့ဒီမှာတော့ဘောနော် mouse နဲ့ရေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့အနေငယ်တွန့်သွားတယ်ပေါ့နော်ဒီစာရေးတဲ့ခါမှာတော့ဒီချာလေးမြင်းဖြောင်းအောင်ဒီချာလေးဆွဲပြီးရေးပြပါအခါနာတာနောက်တစ်လုံးကြည့်မယ်နော်နောက်တစ်လုံးကကျတော့စုပ်ချက်3ချက်နဲ့ရေးပြရမယ်အခါပုံစံလေးပေါ့နော်ဘယ်ညာပေါ်အောက်စုပ်ချက်တစ်ချက်ပြီးရင်ဒီတစ်ချက်ပိတ်မယ်ဘယ်ညာစုပ်ချက်2ချက်ပေါ့နော်ပြီးရင်နောက်ပုံစံဘယ်ညာအပေါ်အောက်ဘယ်ညာစုပ်ချက်3ချက်ပေါ့နော်ထည့်ပြပါမယ်ပေါ်အောက်ဘယ်ညာအပေါ်အောက်ဘယ်ညာသူ့ကိုတန်ထွက်တဲ့ခါမှာဒီမှာရကောက်လို့ရေးထားတယ်ပေါ့နော်ရလို့တော့တန်ထွက်လို့မရဘူးရလို့တန်ထွက်ပြီးပါတခါလေးကြာရင်တော့တခါလေးကြာရင်သူ့ကိုလလို့လည်းတန်ထွက်တာလည်းရှိတယ်ပေါ့နော်အဲ့တော့ရသို့မဟုတ်လနောက်တစ်ခုကကျတော့မတော့စုပ်ချက်3ချက်နဲ့ရေးရမယ်ပေါ့နော်ကြည့်ကြအောင်ပေါ်အောက်တစ်ချက်ဘယ်ညာပေါ်အောက်2ချက်ဘယ်ညာဒီပုံစံလေးပေါ့နော်ပေါ်အောက်ဘယ်ညာပေါ်အောက်ဘယ်ညာနောက်တစ်ခုကကျတော့ဖကကျတော့စုပ်ချက်4ချက်တော့ရေးရမယ်နော်စုပ်ချက်4ချက်နဲ့ရေးရမယ်ပေါ်အောက်ဘယ်ညာအောက်ကနေတစ်ချက်ပိတ်မယ်ဘယ်ညာတော့သူဖပေါ့ဘ
အပေါ်အောက်ပေါ်အောက်အလဲတစ်ချက်ပေးမယ်ဘယ်ညာအောက်ကနေတစ်ချက်ပေးမယ်ဘယ်ညာသူ့ကိုဖာလို့တန်ထွက်ပေးပါနောက်တစ်ခုကကျတော့စကြတော့သူကရေးရဲ့ပုံ2မျိုးရှိတယ်ပေါ့နော်တစ်မျိုးကကျတော့လက်ရေးပုံစံပေါ့လက်ရေးပုံစံကကျတော့အပေါ်နဲ့အောက်ကိုဘယ်ဘက်ကိုခက်ဆောင်လေးဆွဲချမယ်ပြီးရင်တဝက်ကျော်လောက်ကနေညာဘက်ကိုခက်ဆောင်လေးဆွဲချမယ်ပေါ့နော်ဒါကကျတော့လက်ရေးပုံစံပေါ့အခုဒီထဲမှာကျတော့ဒီမှာပုံလေးစလုံးပုံစံကျတော့သူဒါမျိုးလေးအပေါ်နဲ့အောက်ကိုဝေးလေးသွားတယ်ပေါ့နော်ဒါမျိုးကိုလေးသွားတယ်ပေါ့အဲ့တော့ဒါကိုဒီပုံစံမရေးပါနဲ့အလွယ်ပဲရေးရအောင်ပေါ့နော်ဒီဘက်ကပုံစံလေးပဲရေးရအောင်အဲ့တော့စာကိုရေးကြည့်မယ်အပေါ်နဲ့အောက်ကိုဘယ်ဘက်ကိုခက်ဆောင်လေးဆွဲချမယ်တဝက်ကျော်လောက်ကနေညာဘက်ကိုခက်ဆောင်လေးဆွဲမယ်ဆုတ်ချက်တစ်ချက်နှစ်ချက်ပေါ့နော်ဆုတ်ချက်နှစ်ချက်နဲ့ရေးပြီးမယ်ပေါ့နောက်တစ်ခုကတော့ကြတော့သူကအပေါ်နဲ့စာပြီးရေးမယ်ဆုတ်ချက်တစ်ချက်ထဲနဲ့ပေါ့နော်ဘယ်ဘက်ကဝိုက်ပြီးတော့အပေါ်မှာပြန်ဆုံးမယ်အပေါ်နဲ့စာမယ်ဘယ်ဘက်ကဝိုက်မယ်အပေါ်မှာပြန်ဆုံးမယ်ဆုတ်ချက်တစ်ချက်ထဲနဲ့ရေးရတယ်အဲ့တော့ဒီနေရာမှာကချွင်းချက်အနေနဲ့သူ့မှာအတန်မရှိဘူးပေါ့နော်အဲ့လိုလေးမှတ်ထားမယ်ဒီအတန်မရှိပါဘူးသူကတရတန်ဖြစ်တယ်ပေါ့နောက်တစ်ခုကကြတော့ဂျာကကြတော့ခုနလိုပဲဒါပုံလေးစလုံးပုံစံပေါ့နော်ပုံလေးစလုံးပုံစံနဲ့မရေးတော့ဘူးလက်ရေးပုံစံနဲ့ရေးအောင်ကြည့်မယ်နော်ဘယ်ညာဆိုချက်တစ်ချက်အပေါ်နဲ့အောက်ဘယ်ဘက်ကိုခက်ဆောင်လေးဆွဲမယ်ပြီးရင်တဝက်လောက်ကနေညာဘက်ကိုခက်ဆောင်လေးဆွဲချမယ်ပေါ့နော်လက်ဆုပ်ချက်3ချက်ပေါ့အထက်ရေးကြည့်အောင်နော်ဘယ်ညာပေါ်ဒီတိုင်းလေးရေးမယ်ပေါ့နော်နောက်တစ်ခုကကျတော့ချကြတော့ဒီချရဲ့ပေါ်မှာချောင်းတူတူလေးချောင်းတင်လိုက်တာ ਨੇ တူတူပဲပေါ့နော်တော့ထည့်ရေးကြည့်အောင်နော်ချောင်းအဲ့တော့ဘယ်ကနေညာတူတူလေးဆွဲမယ်ပြီးရင်နောက်ထပ်တစ်ချောင်းဘယ်ကနေညာခက်ရှိလေးဆွဲမယ်ပေါ့ပြီးရင်အပေါ်ကနေအောက်ကိုဘယ်ဘက်ကိုခက်ဆောင်လေးဆွဲချမယ်တဝက်လောက်ကနေညာဘက်ကိုခက်ဆောင်လေးဆွဲချမယ်ပေါ့နော်ထည့်ရေးပြမယ်ဆုတ်ချက်တစ်ချက်နှစ်ချက်3ချက်4ချက်ပေါ့နော်ဆုတ်ချက်4ချက်ပေါ့နောက်တစ်ခုကကျတော့ထတော့ကိုရအခရာဤပုံစံနဲ့တူတယ်ပေါ့သူကတော့ဆုတ်ချက်3ချက်နဲ့ရေးရမယ်ဘယ်ညာနှစ်ချက်ပေါ့နော်ပြီးတော့နဲ့အောက်ဘယ်ညာတစ်ချက်ဆုတ်ချက်3ချက်ပေါ့တစ်ချက်နှစ်ချက်3ချက်နောက်တစ်ခုကကျတော့ဖတော့ဆုတ်ချက်4ချက်နဲ့ရေးရမယ်ဘယ်ညာပေါ်ဘယ်ညာပုံစံလေးပေါ့နော်ပြန်ရေးပြမယ်ဘယ်ညာပေါ်အောက်ဘယ်ညာတော့ဖပေါ့နောက်ဆုံးတစ်ခုကတော့ပေါ့နော်ကကြတော့ဆုတ်ချက်3ချက်ရေးရမယ်တူတူလေးတစ်ချောင်းဆွဲမယ်ပြီးရင်ခက်ရှိလေးတစ်ချောင်းဆွဲမယ်ပြီးရင်ခုနပုံစံအတိုင်းပဲပေါ်ကနေဘယ်ဝိုက်ပြီးတော့အပေါ်မှာပြန်ဆုံးမယ်ပေါ့နော်သူ့ကိုတော့လို့တန်ထွက်ပေးပါဟုတ်ပြီအဲ့ဒါဆိုရင်အစာနဲ့ပြန်ကြည့်အောင်နော်ခါနာဒါရာမဘာစာချာခထဖပေါ့နော်အဲ့တော့သူ့ကိုဒါတွေကိုရေးပြီးကြတဲ့အခါမှာခဆိုရင်ခကိုစာမျက်နှာတစ်မျက်နှာရအောင်ပေါ့နော်တခြားလေးရေးမယ်ပြီးရင်ရအောင်ကြက်မယ်ပေါ့နော်နားဆုံးလည်းအတိုင်းပဲသူစာမျက်နှာတစ်မျက်နှာပြအောင်ရေးမယ်ပြီးရအောင်ကြက်မယ်ပေါ့နော်တခြားလေးကြက်ထားပါအခြေခံပိုင်းမှာနောက်တစ်ချိန်စာဖတ်တဲ့အခါရေးတဲ့အခါမှာအစဉ်ပြေချုံမိမှာဖြစ်ပါတယ်အဲ့တော့အခြေခံပိုင်းအောင်တခြားလေးကြက်ပါဟုတ်ပြီအဲ့တော့ဒါကမွေးပြီး14လုံးပေါ့နော်မွေးပြီး14လုံးပြီးသွားပြီဆိုတော့အောက်မှာခါခွေပေါ့နော်ပေါင်းဆက်ပြီး5လုံးအကြောင်းပေါ့အဲ့တော့ပေါင်းဆက်ပြီး5လုံးကဒီခါတာပါစာအချာဆိုရင်မွေးပြီး5လုံးရတယ်မှာသူနဲ့တူရတစ်လုံးထပ်ပွားပြီးတော့ထပ်ပေါင်းပြီးတော့ဖြစ်လာတဲ့စကားလုံးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာကြည့်ရင်ဒီမှာခါပေါ့နော်ခါကိုနောက်တစ်ခါတစ်လုံးထပ်ပေါင်းထားတယ်ဒါဆိုရင်လည်းဒါကိုတစ်လုံးထပ်ပေါင်းထားတယ်ဘာဆိုရင်ဘာကိုတစ်လုံးထပ်ပေါင်းထားတယ်စဆိုရင်စကိုတစ်လုံးထပ်ပေါင်းထားတယ်ချာဆိုရင်ချာကိုတစ်လုံးထပ်ပေါင်းထားတယ်ပေါ့နော်အဲ့လိုပေါင်းပြီးတော့မှဖြစ်ပေါ်လာတဲ့ပြည်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါင်းဆက်ပြီးပေါ့
တချို့ကကြောင့်လဲစမွားပြီလို့လည်းခေါ်ပေါ့နော်ခါအောင်တော့တစ်လုံးထပ်ပွားလိုက်တယ်ပေါ့နော်အဲ့လိုပွားပြီးတော့မှဖြစ်လာတယ်ဖြီးဖြစ်တဲ့ကြောင့်တချို့ကတော့စမွားပြီလို့ခေါ်ကြတယ်ပေါ့နော်အဲ့တော့ဒီမှာတော့ပေါင်းဆက်ပြီလို့ပဲခေါ်လိုက်မယ်ပေါင်းဆက်ပြီ၅လုံးရှိပါတယ်အဲ့ဒါကြီးကတော့ကာတာပါစာကြလို့ခေါ်ရပါတော့အဲ့တော့ဒါရဲ့ရင်းနှီးကတော့အပေါ်ကရေးခဲ့တဲ့ရင်းနှီးအတိုင်းပဲအတူတူပါပဲပေါ့နော်အဲ့တော့ဒီမှာကဆိုရင်ခါနှလုံးရေးရမယ်ခါဆိုချက်တစ်ချက်တည်းရေးမယ်ပေါ့နော်ကအဲ့လိုလေးကဲရေးမယ်ပေါ့ဒီမှာဒါဆိုလည်းအတိုင်းပဲတာနှလုံးပေါင်းရေးမယ်ပေါ့နော်ဒါတာပေါ့နော်ဖာလည်းပဲခုနလိုပဲပါလည်းပဲခုနလိုပဲပါနှလုံးပေါင်းပြီးတော့ရေးပြီးမယ်ပေါ့နော်ဒါမျိုးလေးပေါ့ဒါပါပေါ့နော်အဲ့စလင်နှလုံးပေါင်းမယ်ဒီမှာစာလုံးဖြစ်မယ်ပေါ့နော်အဲ့စလင်နှလုံးပေါင်းမယ်စာဒါကြတော့ကြာပေါ့နော်ကြာကြတော့ဂျာနှလုံးပေါင်းထားတယ်ဟုတ်ပြီနော်အဲ့တော့စုစုပေါင်းပြီးစကိုလုံးရှိပါတယ်ပေါ့နော်အဲ့တော့ပြန်ကြည့်အောင်ခါနာဒါရာမဘာစာအာချာချာခါထာဖာဟာပေါင်းစပ်ပြီး၅လုံးကတော့ခါတာပါစာကြပါတော့အဲ့တော့အခုဒီပြီးစကူလုံးကိုတည်ချာလေးဂျင်းညအောင်ကြက်ထားပါအတိချာလေးရေးလေးကျင်ထားပါကြက်လေးကြက်ထားပါเนาะဒါဆိုရင်တော့သင်္ကန်းစာကြမှာတွေ့ပါမယ်